စိတ်ထားအောင်နိုင်သူတဦးကဲ့သို့စဉ်းစားနီးတင်းရဲ့ချန်ပီယံစိတ်ဓာတ်ကိုထုတ်ဖော်ဖို့အဆင်သင့်ဖြစ်ပြီလားအောင်မြင်မယ်ဆိုတဲ့စိတ်ဓာတ်တားဆီးလို့မရတဲ့ယုံကြည်မှုနဲ့ရော့မသွားတဲ့အာယုံစူးစိုက်မှုချန်ပီယံများသည်ခန္ဓာကိုယ်ကိုယ်သာမကစိတ်ကိုလည်းတန်မဏိလိုခိုင်မာအောင်လုပ်ကြသည်အတွေးတွေကိုဖယ်ရှားလိုက်ပါကြီးပွားတိုးတက်ဖို့အတွက်အားစေပဲစိတ်သည်တင့်ရဲ့အကြီးမားဆုံးမဟာမိတ်သို့မဟုတ်ရန်သူဖြစ်နိုင်သည်မှန်ကန်စွာရွေးချယ်ပါဒဏ်ရာတွေကအောင်မြင်မှုရောက်ရှိရန်အခွင့်အလမ်းတွေဖြစ်ပါတယ်တကယ်ချန်ပီယံတွေဆိုတာခက်ခဲတွေကြားတဲ့ကရုန်းကန်ပြီးပေါ်ထွက်လာတာမျိုးပဲအောင်မြင်တဲ့အကျင့်စရိုက်တွေကအောင်မြင်တဲ့ရလဒ်တွေကိုဖန်တီးတယ်တင့်ရဲ့နေ့စဉ်ရွေးချယ်မှုတွေကတင့်ရဲ့အောင်မြင်မှုစကြောင်းကိုရေးသားပေးတယ်ဘဝဆိုတာတောက်လျှောက်တင်ယူလေ့လာပြီးတိုးတက်နေရမယ့်ခရီးတစ်ခုပဲဘယ်တော့မှအဆုံးမရှိဘူးအောင်မြင်တဲ့သူတွေအတွက်အမြဲတမ်းရှိနေတာဆိုလို့တိုးတက်ပြောင်းလဲနေခြင်းပဲရှိတယ်တင်းရဲ့အတွေးခေါ်အပြောင်းလဲကိုအခုပဲစလိုက်ပါတော့တင်းတကယ်ဆုံးဖြတ်ထားတယ်ဆိုရင်အစင်သင့်မဲ့လို့မှတ်ချက်ပေးခဲ့ပါ